ကလေးတွေကိုကစားခိုင်းတာကအချိန်ပြုံးနေလို့ထင်ပါသလားတကယ်တော့ကစားခြင်းကကလေးတွေရဲ့အလုပ်ဖြစ်ပါတယ်မူချူရီမှာကလေးတွေကိုစကလုံးတွေကိန်းကလေးတွေကိုပဲအတင်းမှတ်ခိုင်းပြီးတော့မှတွန်းအားပေးနေတယ်ဆိုရင်သူတို့ရဲ့စမ်းရည်တွေကိုဆုံးရှုံးသွားတာနဲ့အတူတူပဲဖြစ်လို့ပါမူချူရီမှာကလေးအုံနောက်တွေကဘယ်လိုလုပ်လို့လဲဆိုတော့ကိုပြပြပေးချင်ပါတယ်ဒီကပါဇယ်လေးနဲ့ကစားနေရဆိုရင်ဒီပါဇယ်လေးပြီးသွားအောင်အားလုံးပုံလေးတွေစိတ်သွားအောင်သူလုပ်နေတယ်ဆိုတာကဒါကစိတ်ရှိခြင်းကိုသင်ယူနေတာနဲ့အတူတူပဲဖြစ်ပါတယ်နောက်တစ်ခုကကလေးကိုရည်ရည်ကစားခိုင်းမယ်သိရင်နဲ့ကစားခြင်းကကလေးရဲ့အာယုံခံစားမှုနဲ့ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးတာနဲ့အတူတူပဲဖြစ်လို့ပါဒါကြောင့်ကလေးကိုကစားခိုင်းဖို့ဝန်မလေးပါနဲ့ဒီနေ့ရောကလေးလေးနဲ့အတူတူဘာလေးတွေကစားဖြစ်သွားပြီလေဘလို့ကစားနည်းတွေကအချိုးရှိတယ်လို့ထင်ပါတယ်ကွန်မန့်မှာမျှဝေပေးအောင်နော်